လူစကားပြောတဲ့ကြောက်ရွံ့ပါလေတာယာလာတဲ့မနက်ခင်းချိန်လေးမှာမောင်သားအေးတယောက်ပခုံးပေါ်မှာပစိန်ကြီးတလက်ကိုထမ်းပြီးတော့တောအုပ်စီကိုဦးတည်ထွက်ခွာလာခဲ့တယ်။လက်တစ်လျှောက်မှာနင်းပေါက်လေးတွေကမြခင်းပေါ်မှာတွဲခိုနေပြီးငှက်လေးတွေရဲ့တေးဆိုတန်တွေကလည်းပတ်ဝန်းကျင်ကိုတာယာစီခဲ့ပါတယ်။ဒီချိန်မှာပဲလမ်းခုလမ်းမှာမောင်ဖူးတေးရောက်လာပြီးမောင်သားအေးကိုအထင်သေးတဲ့အကြည့်တွေနဲ့လှောင်ပြောင်ကြည့်ရှုနေခဲ့ပါတယ်။မောင်ဖူးတေးကရေမိုးတန်နေတူအိုးကျွန်တော်တို့ရွာကန်ကောင်းချင်းတွေပိုင်ဆိုင်ထားတဲ့တတိလောင်ကြီးထွက်လာပြန်ပြီဟိ။ဟေးမောင်သားအေးညီလေးပဲစီကိုသွားမလို့လေ။ဒီနေ့ရောဘဲကြောက်တော့ခေါင်းနဲ့သွားတိုက်ပြီးတော့ခွဲမလို့စိတ်ကူထားတယ်လေဆိုပြီးတော့လှောင်ပြောင်လိုက်တယ်။မောင်သားကြီးကကျွန်ုပ်တော်ရေးသွားပြီးတော့ထင်းကြောက်တွေသွားခုံမလို့ပါဆိုပြီးတော့အေးအေးဆေးဆေးပဲပြန်ပြေးခဲ့တယ်။မောင်ဘိုးကြီးကအလကားအပိန်ပန်းခံတဲ့အလုပ်တွေထပ်လုပ်ပြန်ပြီ။ဟိတ်ကောင်မင်းချွေးတစ်လုံးလုံးနဲ့ထင်းသွားခုတ်တိုင်းဘာဖြစ်လဲ။ပြောင်းစိတ်တစ်စိတ်အောင်မရလောက်အောင်ကိုနမိတ်မကောင်းတဲ့ကိစ္စတွေကြီးပဲဖြစ်လာတာမဟုတ်ဘူးလား။စောင့်ကြည့်နေဒီနေ့လဲမင်းအတွက်ဘေးဒုက္ခတစ်ခုခုကစောင့်ကြိုနေအောင်မဲ့တိချပဲဆိုပြီးတော့ဇက်တိုက်ဖိနှိပြောဆိုနေခဲ့တယ်။ဒီစကားကိုကြတော့မောင်သားကြီးကလေးလံနဲ့တပ်ပြင်းကြီးတစ်ခုကိုချလိုက်ပြီးဘာစကားမှအဆက်မပြောတော့ပဲရှေ့ကိုသာဆက်လျှောက်လာခဲ့တယ်။ကျောပြင်အနောက်ဘက်ကနေမောင်ဖိုးထွေးရဲ့လှောင်ပြောင်ရေမောတန်တွေကဇက်တိုက်ထွက်ပေါ်လာခဲ့တာကိုကြားနေရတယ်။အချိန်တော်ကြာသွားတဲ့အချိန်မှာတော့မောင်သားအေးဟာတောအုပ်ကြီးရဲ့အလေကောင်တတိမှာထင်းတွေကိုခွန်အားအပြည့်သုံးပြီးတော့ကြိုးကြိုးဆဆခုတ်ထင်နေခဲ့တယ်။ချွေးသီးချွေးပေါက်တွေကနှစ်ဖူးကနေမြေကြီးပေါ်ကိုတပေါက်ပေါက်ကျဆင်းနေခဲ့တယ်။မောင်သားအေးကအိုးဖျားသခင်ကျွန်တော်ရဲ့ကံကြမ္မာစိုးတွေဘယ်တော့မှပြောင်းလဲသွားမလဲဆိုတာမသိနိုင်တော့ပါဘူး။မနက်မိုးလင်းကနေမိုးချုပ်အထိစူးစမ်းပန်းစားအလုံးလုံးနေပေမဲ့ကျွန်ုပ်လက်ထဲကိုဘာတစ်ခုမှရောက်မလာခဲ့ဘူးဆိုပြီးတော့စိတ်ပြက်လက်ပြက်ညီးတွားနေခဲ့တယ်။အလုပ်တွေအားလုံးပြီးစီးသွားလို့ခုတ်ထားတဲ့ထင်းတွေကိုကျိုးနဲ့စီးနှောင်းနေတဲ့အချိန်လေးမှာပဲရုတ်တရက်ဆိုသလိုခြုံမှုတရဲ့အနောက်ဘက်စီကနေကြောင်မဖွယ်ကောင်းတဲ့ကြက်တိကြီးတစ်ကောင်ရဲ့ဟင်းဟောက်တန်ကြီးကိုကြားလိုက်ရတယ်။မျက်စိရှိတဲ့မှာအဲ့ဒီသားရဲ့တရိษံကြီးကိုမြင်လာရတဲ့အချိန်မှာတော့မောင်သားအေးရဲ့လက်တွေခြေထောက်တွေဟာတုံရီပြီးအကြောရီထုံကျင်သွားခဲ့တယ်။သူဟာစီလက်ဆထဲမုံကြီးကိုအဲ့ဒီနေရာမှာပြစ်ချခဲ့ပြီးတော့အသက်လူကထွက်ပြေးခဲ့ရတော့တယ်။မောင်သားကြီးကအိုးဖျားသခင်ဒီနေ့တော့ဇလန်းဆုံးပြီပဲ။ကျွန်ုပ်ဒီနေ့အသက်ရှင်ဖို့မလွယ်တော့ဒီကဆိုးကြီးကဘယ်ကနေဘလို့ရောက်လာတာလဲ။ပြေးမဖြစ်တော်မင်းဆိုပြီးတော့ထိတ်လန့်တကြားအော်ဟစ်ကအနောက်ကိုတစ်ချက်လေးမှလှည့်မကြည့်ရတော့ပဲအစွမ်းကုန်ပြေးလွှားနေခဲ့တယ်။အသက်ရှူသံတွေပြင်းထန်ပြီးမုံဟိုက်နေတဲ့ကြားကရွာထိပ်ကိုရောက်လာတဲ့အချိန်မှာတော့မောင်သားအေးတယောက်အတော်လေးကိုပန်းသွားခဲ့ပါပြီ။သူ့ရဲ့အဲ့ဒီလိုဖျို့ဖျဲအခြေအနေကိုရွာထိပ်ကဇရက်ပေါ်မှာထိုင်နေကြတဲ့ရွာသားအချို့ကမြင်သွားပြီးတော့ဝိုင်းဝန်းရှင်မောကြပြန်နေ။ရွာသားတယောက်ကဟိုမှလာနေပြီကွ။တို့ရွာရဲ့စစ်သူကြီးဘလို့ဖြစ်ရတာလဲမောင်သားအေးရဲ့နောက်ကိုလှည့်ပြေးလာရပြန်ပြီလားလို့လှောင်လိုက်ပါတယ်။နောက်ရွာသားတယောက်ကတော်ရတရိษံနေရတော့မင်းကိုရန်သူတယောက်လိုတတ်မှတ်နေကြပုံရတယ်။ညီလေးဟာမင်းရဲ့အသက်ကိုဘာဖြစ်လို့ဒီလောက်တောင်အန်ရီတွေကိုဆွဲသွင်းနေရတာလဲဆိုပြီးတော့ပြည့်ရည်ပြူကြပါတယ်။သူတို့ရဲ့လောင်ပြောင်မှုတွေကိုမောင်သားအေးကပြန်ပြောစရာစကားတခုမှမရှိခဲ့ပါဘူး။မျက်လွှာကိုအောက်ချပြီးခေါင်းငုတ်ကရှေ့ကိုသာဆက်လျှောက်လာခဲ့တယ်။ပြီးတော့သူ့ရဲ့နွမ်းပါလာတဲ့တဲအုပ်လေးတွေကိုတိတ်ဆိတ်ဝင်သွားခဲ့ပါတယ်။အိမ်ထဲရောက်တော့ဝါကွက်ပစ်လေးပေါ်မှာပင်မနှန်းနှင်းစာနဲ့ထိုင်ချလိုက်တယ်။အဲဒီလိုထိုင်လိုက်ရုံပဲရှိသေးတယ်။ရွာကငွေချေးစားတဲ့တထေးဦးချမ်းသာကတဲတဲကိုဝင်လာခဲ့ပါတယ်။တထေးကမောင်သားအေးကိုဒေါသထွက်နေတဲ့မျက်လုံးအစုံနဲ့စူးစူးရေးစိုက်ကြည့်လိုက်တယ်။တထေးဦးချမ်းသာကဟေးမောင်သားအေးကျွန်တော်ပေးထားတဲ့အကျွေးတွေပြန်ဆက်ရမယ့်အချိန်ကုန်ဆုံးသွားပြီဆိုတာကိုမင်းကိုဘယ်နှခါလောက်သတိပေးရအောင်မလဲအခုချက်ချင်းကျွန်တော်ရဲ့အကျွေးတွေအကုန်ပြန်ဆက်ဆန်းဆိုပြီးတော့အော်ဟစ်လိုက်တယ်မောင်သားအေးကတထေးမင်းခမများကျွန်တော်ခမများရဲ့အကျွေးတွေကိုအများဆုံးပြန်ဆက်ပါမယ်ဖြစ်စဉ်ကတော့ဒီနေ့ကျွန်တော်တော်ထဲမှာအင်မတန်ကောင်းမွန်တဲ့ထင်းတွေကိုခုတ်ထားခဲ့ပါတယ်ဒါပေမဲ့ဆိုပြီးတော့ကြကြရောနဲ့ရှင်းပြဖို့ကြိုးစားတယ်တထေးဦးချမ်းသာကဟေးဘာဒါပေမဲ့လဲဒါပေမဲ့နဲ့မင်းကအမြဲတမ်းစိန်ကြီးတစ်ခုမဟုတ်တစ်ခုတော့ပေးတတ်တယ်နော်ပြီးရင်ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဟိုလိုပါဒီလိုပါနဲ့လာပြောနေရင်မင်းစကားတွေကျွန်တော်နားမထောင်ချင်ဘူးဆိုပြီးတော့ဖြတ်ပြောလိုက်တယ်။မောင်သားကြီးကဟုတ်ပါတယ်တထေးမင်းကျွန်တော်ရဲ့ကံကြမ္မာကိုယ်တိုင်ကစိုးရိမ်နေလို့ပါဆိုပြီးတော့ဝမ်းနည်းစွာနဲ့ဖြေတယ်။တထေးဦးချမ်းသာကမင်းရဲ့ကံကြမ္မာနဲ့ကျွန်တော်နဲ့ဘာမှမဆိုင်ဘူး။ရှင်းမဲနားထောင်နောက်ရက်အနေငယ်အတွင်းမှာအကျွေးတွေပြန်မဆက်ဘူးဆိုရင်မင်းရဲ့ဒီတဲကိုကျွန်တော်သိမ့်ပြမယ်နားလည်လားဆိုပြီးတော့ချိန်ချောက်လိုက်တယ်။အဲဒီလိုပြောဆိုပြီးရတဲ့တထေးဦးချမ်းသာဟာဒေါသတကြီးစောင့်အောင်ပြီးတော့အပြင်ကိုထွက်သွားတယ်။တတိထွက်သွားပြီးနောက်မောင်သားအေးကခေါင်းကိုလက်နှစ်ဖက်နဲ့ကင်ထားရင်အကြီးအကျယ်စဉ်းစားကန်းဝင်ရတော့တယ်။မောင်သားအေးကအိုးဖျားသခင်အခုကျွန်တော်ဘာဆက်လုပ်ရမလဲ။ဒီတဲလေးကိုပါသွားရင်ကျွန်တော်ဘယ်လိုသွားရတော့မလဲ။ဒါလေးပဲကျွန်တော်မိဘနှစ်ပါးထားခဲ့တဲ့နောက်ဆုံးအမတ်တရအမွေလေးပါ။ဒါလေးကိုပါကျွန်တော်ဆုံးရှုံးလိုက်ရတော့မှလားဆိုပြီးတော့နာကျန်စွာနဲ့အော်ဟစ်ငိုကြွေးနေခဲ့ပါတယ်။နောက်တနေ့မနက်ခင်းရောက်တဲ့အခါမောင်သားဟီဟာပစိန်ကိုကင်ပြီးတော့တောအုပ်စီကိုထပ်မံထွက်လာတယ်။လန်ခုလာမှာရွာရအရီတော်ချိုနဲ့စုံတွေ့ခဲ့တယ်။အရီတော်ချိုကသူ့ကိုစိုးရင်တကြီးနဲ့ကြည့်ပြီးတော့မေးလိုက်တယ်။အရီတော်ချိုက
မနေ့ကရွာသားတွေမင်းကိုထပ်ပြီးတော့လှောင်ပြောင်ကြပြန်နေဆိုတာကျွန်ုပ်ကြားလိုက်ရတယ်ကွယ်လို့ဂယုတစိုက်ပြောပါတယ်။မောင်သားကြီးကကျွန်ုပ်ဘာပြောတတ်တော့မှလဲအရေးတော်ချိုရဲ့အလောင်ခံရတာကအခုဆိုရင်ကျွန်ုပ်ရဲ့ကံကြမ္မာတစ်စိတ်တစ်ပိုင်းဖြစ်နေပါပြီ။မနေ့ကဆိုရင်ကျွန်ုပ်အသက်လေးတည်တည်လေးပဲလွတ်ခဲ့ရတာပါဆိုပြီးတော့ညှီးကြွားလိုက်တယ်။ဒီလိုစကားပြောနေတော့မှပဲဟိုဘက်ကနေမောင်ဖိုးထေးရောက်လာပြန်ပြီးမောင်သားကြီးကိုလှောင်ပြောင်စကားတွေထပ်ပြောပြန်နေ။မောင်ဖိုးထေးကဟေးအရေးတော်ချိုသူ့ကိုသွားပြီးတော့တနာမနေနဲ့သူကပြက်စီးနေတဲ့ကံကြမ္မာကြီးကိုယူပြီးတော့မွေးဖွားလာတဲ့ကောင်မသူ့ရဲ့အရှိန်များခမားပေါ်ကျသွားရင်တော့ခမားရဲ့ကံတွေပါလိုက်ပြီးတော့ပျက်စီးသွားလိမ့်မယ်ဆိုပြီးတော့ရွေ့ချော်ချော်ပြောလိုက်ပါတယ်။မောင်သားကြီးကမောင်ဖိုးထေးတခြားသူတယောက်ရဲ့အပင်ပန်းခံစ조사အားထုတ်မှုကိုလှောင်ပြောင်ရတာကတော့လွယ်ကူပါတယ်။ဒါပေမဲ့လူသားတွေကကံကြမ္မာကိုဆုံးဖြတ်ပေးနိုင်တာမှမဟုတ်တာဆိုပြီးတော့တီတီငိမ့်ငိမ့်ပဲပြန်ပြောလိုက်တယ်။ဒီစကားကိုကြတော့မောင်ဖိုးထေးလည်းမကြေမနက်ပွားစီရေရွရင်ထွက်သွားခဲ့ပါတယ်။မောင်သားကြီးလည်းတိတ်တဆိတ်ပဲတောဦးစီကိုရှောက်ရှောက်လာခဲ့တယ်။တောရောက်တော့မောင်သားအေးဟာအစွမ်းကုန်စ조사ပြီးထင်းတွေကိုခုတ်ထစ်ခဲ့ခုတ်ပြီးသားထင်းတွေကိုကျိုးနဲ့တေချာစီးနှောင်လိုက်ပြီးခေါင်းမော်ကိုရွက်တင်လိုက်တယ်။မောင်သားကြီးကဒီနေ့တော့ဘာတွေပဲဖြစ်လားဘလို့အချိန်ကြီးမျိုးမှာပဲဖြစ်ဖြစ်ဒီထင်းတွေကိုရောင်းရမှာပဲရွာကိုပြန်တော့မယ်ဆိုပြီးတော့သူ့ကိုယ်သူတီတောရီရောအားပေးလိုက်တယ်။သူ့တောအုပ်ထဲကနေအပြင်ဘက်ကိုထွက်လာတဲ့အချိန်လေးမှာပဲရုတ်တရက်ကြောင်းမဖွယ်ကောင်းလာတဲ့လေမုန်တိုင်းကြီးတစ်ခုဝင်ရောက်တိုက်ခတ်လာတယ်။ပြင်းထန်လုံးတဲ့လေပြင်းတွေကြောင့်ခေါင်းမော်ကထင်းစီကြီးပြုတ်ကျပြီးထင်းတွေအကုန်လုံးလေးဘက်လေးတန်းကိုလက်ဆင်ပြတ်ကျကုန်ပါတယ်။မောင်သားကြီးလည်းဘာမှမတတ်နိုင်တော့ပဲလက်မိုင်ချပြီးငေးကြည့်နေုံသာတက်နိုင်ခဲ့တယ်။မောင်သားကြီးကအိုးကျွန်တော်ဘာတွေဖြစ်နေရတာလဲ။ကျွန်တော်ရဲ့ပင်ပန်းစ조사မှုတွေကအမြဲတမ်းအကြီးကြီးဖြစ်နေရတော့တာပဲလား။ဘာလို့ရမလဲဆိုပြီးတော့ရင်ဘက်ကိုထုတ်ကယူကျုံမရဖြစ်နေခဲ့တယ်။စိတ်ပြက်လက်ပြက်နေပဲမောင်သားအေးဟာရွာကိုပြန်လာခဲ့ရပါတယ်။ရွာသားတွေကသူ့ကိုမြင်တော့ထုံးစံအတိုင်းဝိုင်းဝန်းလှောင်ပြောင်ကြပြန်နေ။ရွာသားတယောက်ကဟေ့ကြည်စမ်းဒီနေ့လဲသူ့ထင်းတွေမယောင်းနိုင်ခဲ့ပြန်မှုထမရေးလို့အော်ပြောလိုက်ပါတယ်။နောက်ရွာသားတယောက်ကဘာလဲကိုရခမရထင်းတွေမယောင်းရပြန်မှုမဟုတ်လားဆိုပြီးတော့ထပ်လောင်ပြောင်နေ။နောက်တနေ့ရောက်တော့လေမောင်သားအေးဟာအရှုံးမပေးဘဲတောလေးကိုထပ်သွားခဲ့ပြန်ပါတယ်။ထင်းတွေကိုခုတ်ပြီးတော့ရွာဝင်နေနမိတ်နာအထိတည်ဆောင်လာခဲ့တယ်။မောင်သားအေးကဒီနေ့တော့ဘာပဲဖြစ်ဖြစ်ကျွန်ုပ်ရဲ့ထင်းတွေကိုတေချာပေါက်ရောင်းထုတ်ပြစ်မယ်ဆိုပြီးတော့စိတ်ပိုင်းဖြတ်ထားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ဆန္ဒတွေဟာတမန်ဟုတ်ချင်းပျောက်ကွယ်သွားခဲ့ရပြန်တယ်။ရုတ်တရက်ကောင်းကင်ယံမှာမိုးတိမ်တွေမဲမောင်လာပြီးတော့မိုးချင်းတန်တွေနဲ့အတူတဲကြီးမဲကြီးမိုးသက်ထန်စွာရွာသွန်းလာခဲ့တယ်။မောင်သားအေးဟာထင်းတွေရေဆိုပြီးပျက်စီးသွားတာကိုကြည့်ရင်းနဲ့အကြီးအကျယ်စိတ်ဖြတ်သွားခဲ့တယ်။သူဟာကောင်းကင်ကြီးကိုမော့ကြည့်ပြီးမျက်ရည်တွေနဲ့အော်ဟစ်လိုက်ပါတယ်။မောင်သားအေးကအိုးဖျားသခင်ကျွန်တော်ရဲ့ကံကြမ္မာကဘယ်တော့မှပြောင်းလဲတော့မှာမဟုတ်ဘူးလား။အမြဲတမ်းဒီလိုမျိုးကြီးပဲဖြစ်နေတော့မှလား။ကျွန်တော်စ조사အားထုတ်တိုင်းတစ်ခုမဟုတ်တစ်ခုအမြဲဖြစ်လာပြီးကျွန်တော်ရဲ့အားထုတ်မှုတွေအားလုံးကိုဖျက်ဆီးဖြစ်နေတော့တာပဲဆိုပြီးတော့အတန်ကုန်အော်ဟစ်ငိုကြွေးနေခဲ့တယ်။နောက်တနေ့မနက်ခင်တောအုပ်ထဲကိုရောက်လာတဲ့အခါတော့မောင်သားအေးဟာအရှိအာဝါဒကောင်းမွန်လာတဲ့တစ်ပင်ကြီးတစ်ပင်အောက်မှာအားလျှော့စွာထိုင်ချလိုက်တယ်။သူဟာအလွန်တရာဝမ်းနည်းပူဆွေးနေပြီးမျက်ဝန်းအိမ်ကနေမျက်ရည်ပေါက်ကြီးတွေတသင်သင်ကျဆင်းနေခဲ့တယ်။မောင်သားအေးကရွာသားတွေပြောတဲ့စကားတွေတကယ်ကိုမှတ်နေခဲ့ပါတယ်။ကျွန်တော်ရဲ့ကံကြမ္မာကကျွန်တော်ကိုလုံးဝကြောခိုင်းသွားခဲ့ပြီထင်ပါရဲ့။ထင်းတွေခုတ်ပြီးတော့ရောင်းဖို့ထွက်လာတိုင်းအခက်ခဲပြဿနာတစ်ခုမဟုတ်တစ်ခုကအမြဲတမ်းလမ်းပိတ်တားဆီးနေခဲ့တယ်။ဒါပြင်တထေးဦးချမ်းသာစီကယူထားတဲ့အကျွေးတွေကလည်းခေါင်းပေါ်မှာတောင်ကြီးသလုံးပိနေသလိုဖိစီနေပြန်ပြီ။အခုချိန်မှာကျွန်တော်ဘာဆက်လုပ်ရမလဲဆိုတာကိုလုံးဝစဉ်းစားလို့မရတော့ပါဘူးဆိုပြီးတော့ရှိုက်ကြီးတငင်ကိုကြွေးရင်းနဲ့ရဲဖွင့်လိုက်တယ်။ဒီချိန်လေးမှာပဲတင်းငိမ့်အေးချမ်းနဲ့အသွင်ပြန်ရှိတဲ့ရသေးကြီးတစ်ပါးအဲ့ဒီနေရာကိုရောက်ရှိလာခဲ့တယ်။ရသေးကြီးဟာမောင်သားအေးရဲ့မျက်ရည်တွေနဲ့ပြည့်နှက်နေတဲ့မျက်နှာကိုမြင်သွားတဲ့အခါခြေလမ်းတွေကိုရပ်တန့်လိုက်တယ်။ရသေးကြီးကအိုးအမောင်မင်းရဲ့မြောင်ဝါဒီမျက်ရည်တွေကဘလို့အကြောင်းကိစ္စတွေကြောင့်ကြဆင်းနေရတာလဲကွယ်ဆိုပြီးတော့ဂရုဏာသားလေးနဲ့မေးမြန်းလိုက်တယ်။မောင်သားကြီးကပါပြက်မော်ကမျက်ရည်တွေကိုတုပ်ဖယ်လိုက်ပြီးလေးလံတုံရင်နေတဲ့အတန်နဲ့ပြန်လည်ဖြေချလိုက်တယ်။မောင်သားကြီးကအရှိရသိဖျားကင်စမားအစာကလေးကပျက်စီးရွယ်နေတဲ့သူတယောက်ရဲ့ဘဝမှာတော့မျက်ရည်တွေကလွဲပြီးတော့ဘာများပိုင်ဆိုင်နေမှာလဲဖျားကျွန်တော်ဟာထင်းခုတ်သမားဆိုပေမဲ့နမေကန်တတ်ပါပဲထင်းနေသွားရောက်ဖို့စူးစမ်းလိုက်တိုင်းအတားအဆီးတစ်ခုမဟုတ်တစ်ခုကအမြဲတမ်းရှိမှပိတ်ရနေတတ်ပါတယ်တထေးစီယာယူထားတဲ့အကျွေးရလည်းတနေ့တခြားတောင်းလို့ပုံလာနေပါပြီရွာသားတွေကလည်းကျွန်ုပ်ကိုလှောင်ပြောင်ရင်မောရတာမမောနိုင်မပန်းနိုင်ဖြစ်နေကြပါတယ်ဖျားဆိုပြီးတော့ဝမ်းနေစွာရှောက်ထားလိုက်တယ်ရသေးကြီးကကုန်းကကြမ္မာကိုကျိန်ဆဲအဖြစ်တင်နေရတွေကိုရက်တန်းကရက်လိုက်ပါတော့အမောင်မင်းရဲ့ကကြမ္မာတွေမှာဘယင်တစ်ပါးဖြစ်လာမယ်လို့ရေးဆွဲထားတာကိုဘသူကသိနိုင်မှလဲကွယ်ဆိုပြီးတော့အေးအေးဆေးဆေးပဲဆုံးမစကားပြောကြလိုက်တယ်ရသေးကြီးရဲ့စကားကြောင့်မောင်သားအေးဟာအလွန်တရာအံ့ဩသွားခဲ့ပြီးတော့ဒေါသတကြီးနဲ့ချက်ချင်းမတက်ရလိုက်တယ်မောင်သားကြီးကအရှင်ရသေးကျွန်တော်မှအခုတလောတောကတွေများပြီးတော့စိတ်ဆင်းရဲနေရတဲ့အထက်အရှင်ရသေးကကျွန်တော်ကိုလှောင်ပြောင်နေပြန်ပြီလားကကြမ္မာထဲမှာကောင်းမွန်တဲ့အလုပ်တစ်ခုတော့အောင်မြင်အောင်လုပ်နိုင်မှုမပါလာတဲ့သူတယောက်ကဘလို့လုပ်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘရင်တစ်ပါးဖြစ်လာနိုင်မှာလဲတော်သေးတာပေါ့ဒီနေရာမှာရွာသားတွေမရှိနေလို့မဟုတ်ရင်ကျွန်တော်ကိုအပိုင်ကျိတ်ပြီးတော့ဝိုင်းရည်ကြောင်းမှတေချာပဲဆိုပြီးတော့မကြည်မနှက်ပြောဆိုလိုက်တယ်
ရသေးကြီးကမောင်သားရဲ့စကားတွေကိုပြန်လဲတုံ့ပြန်ခြင်းမရှိတော့ဘဲနှကန်းထောက်မှာအပြုံးရည်လေးတစ်ချက်သာပြုံးလိုက်ပြီးရှေ့ကိုဆက်လက်ထွက်ခွာသွားခဲ့ပါတယ်။ရသေးကြီးထွက်သွားပြီးနောက်မောင်သားအေးဟာသူ့ကိုယ်သူစိတ်ပိုင်းဖြတ်လိုက်တယ်။မောင်သားအေးကအခုကြာစားပြီးတော့ကျွန်ုပ်ရွာကိုလုံးဝမပြန်တော့ဒီတောအုပ်ထဲမှာပဲတဲလေးသလုံးထိုးပြီးတော့နေလိုက်တော့မယ်။အဲဒီနောက်မြေကြီးပေါ်မှာချထားတဲ့ပစိန်ကိုကောက်ကင်လိုက်ပြီးတောရဲ့အတွဲမိုင်ခဏနက်စီကိုဆက်လက်လျှောက်လန်းသွားခဲ့တယ်။မောင်သားအေးကတောနက်ထဲကိုလျှောက်သွားနေရင်နဲ့ရှေးအောင်အဆောက်အုံပြက်ကြီးတစ်ခုနားကိုရောက်ရှိသွားခဲ့တယ်။ထူဆန်းလာတဲ့အဲဒီအဆောက်အုံပြက်ကြီးကိုမြင်လိုက်ရတဲ့အခါသူဟာအလွန်တရာအံ့ဩမင်သက်သွားခဲ့တယ်။မောင်သားကြီးကဟဲဒါကတော်တော်လေးကိုထူဆန်းတဲ့အဆောက်အုံပြက်ကြီးပဲ။ဒီထဲမှာဘာတွေများရှိနေမလဲ။အထဲဝင်ပြီးတော့တွားကြည့်မှာပဲဆိုပြီးတော့ဆက်စုချင်စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။အဲ့ဒါနဲ့မောင်သားအေးဟာပြက်စီးနေတဲ့အဆောက်အုံကြီးရဲ့အတွင်းဘက်စီကိုဖြည်းဖြည်းချင်းခြေတန်းဖွားဖွားနဲ့ဝင်ရောက်သွားခဲ့တယ်။အဆောက်အုံပြက်ကြီးရဲ့အတွင်းပိုင်းကိုရောက်တဲ့အခါမှာတော့အလွန်လှပပြီးတော့အရွက်တွေဝေစားနေတဲ့တစ်ပင်ကြီးတွေကိုတွေ့လိုက်ရတယ်။မောင်သားကြီးကအဲ့ဒီတစ်ပင်ကြီးတွေကိုတေချာစူးစိုက်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့မျက်လုံးအစုံဟာအံ့ဩလုံးပြူးကျဲသွားခဲ့တယ်။မောင်သားကြီးကဒါတွေကနတ်သက်ဖြူတွေပဲ။နတ်သက်ဖြူသားကအင်မတန်မှတန်ဖိုးကြီးမားတယ်ဆိုတာကိုကျွန်ုပ်ကြားဘူးတယ်။တကယ်လို့ဒါတွေကသာနတ်သက်ဖြူပင်အဆက်ဆိုရင်တော့ကျွန်ုပ်ရဲ့ကံကြမ္မာကြီးပြောင်းလဲသွားနိုင်ပြီဆိုပြီးတော့ဝမ်းသာအားရပြောဆိုလိုက်တယ်။မျော်လင့်ချက်ရောင်ကြီးတွေတန်းလာခဲ့တဲ့အတွက်မောင်သားအေးဟာရှေ့ကိုဆက်ပြီးတော့ရှောက်သွားခဲ့ပြန်တယ်။ဒီလိုလျှောက်သွားနေရင်ရုတ်တရက်သူ့ရဲ့အကြည့်တွေကကြီးမားလာတဲ့ကြောက်စင်းတွေကိုရောက်သွားခဲ့တယ်။အဲဒီကြောက်စင်းတွေဟာအလွန်တရာလှပကြောက်ရှင်လာတဲ့အမျိုးသမီးတဦးရဲ့ပုံစံမျိုးထုဆက်ထားတာဖြစ်ပါတယ်။မောင်သားကြီးကဟဲဒီလောက်တောင်လှပတဲ့ဒါတောင်မှအမျိုးသမီးတယောက်ရဲ့ပုံစံမျိုးလေးဒါပေမဲ့ဒီစင်းတို့ဒီလိုလူသူကင်းမဲ့တဲ့အဆောက်အုံပြက်ကြီးထဲမှာဘာတွေများလာလောက်နေတာပါလိမ့်ဆိုပြီးတော့အံ့ဩတကြီးရေရွတ်လိုက်တယ်။မောင်သားကြီးကကြောက်နာမှာဝင်ထိုင်လိုက်ပြီးပြုံးလေးတစ်ခုနဲ့စကားဆမိပြောဆိုလိုက်တယ်။မောင်သားကြီးကဘလို့အချိန်ကကြီးလဲဘလို့ကာလကြီးလဲမင်းလည်းအထီးကျန်နေသလိုကျွန်ုပ်လည်းအထီးကျန်နေကြရတာပါပဲမင်းကကြောက်တုံးနဲ့ထုစစ်ထားတာဖြစ်ပေမဲ့ကျွန်ုပ်ကတော့ကြောက်တုံးမဟုတ်ပါဘူးဒါပေမဲ့လူတွေကကျွန်ုပ်ကိုဝိုင်းဝန်းလှောင်ပြောင်ကြတဲ့အခါမှာတော့ကျွန်ုပ်ဟာဘာခံစားချက်မှမရှိတဲ့ကြောက်တုံးကြီးတုံးလိုဖြစ်သွားရတော့တာပါပဲလေကျွန်ုပ်ဘာတတ်နိုင်မှလဲသူတို့ကိုပြန်လဲတုတ်ပြန်ဖြည့်ရှင်းနေရတာကလည်းဘာအကျိုးမြတ်မှရှိလာမှမဟုတ်ဘူးလေဆိုပြီးတော့ရင်တွင်းဖြစ်တွေကိုဖွင့်ဟလိုက်တယ်မောင်သားကြီးကအချိန်တော်ကြာတဲ့အထိအဲ့ဒီအနာမှာထိုင်ပြီးသူ့ရဲ့ခန်းစားချက်တွေကိုတယောက်တည်းစကားတွေဇက်တိုက်ပြောနေခဲ့တယ်။အချိန်တန်ကြာစကားပြောပြီးနောက်မောင်သားအေးဟာမတ်တရက်လိုက်ပါတယ်။မောင်သားအေးကမင်းနဲ့စကားပြောတာအချိန်တော်တော်လေးတောင်ကြာသွားခဲ့ပြီ။အခုတော့ကျွန်ုပ်သွားတက်မိထင်တယ်။မနေ့ပြန်ကြရင်မင်းစီကိုကျွန်ုပ်ထပ်ပြီးတော့လာခဲ့ပါအောင်မယ်ဆိုပြီးတော့နှုတ်ဆက်လိုက်တယ်။ဒီလိုပြောဆိုပြီးတဲ့နောက်မြေကြီးပေါ်ပစိန်ကိုပြန်ကောက်ကင်လိုက်ပြီးနသက်ဖြူပင်တွေအနားကိုသွားကောင်တစ်ကိုင်းတွေကိုခုတ်ထည့်လိုက်တယ်။ခုတ်ပြီးသားနသက်ဖြူသားတွေကိုကျိုးနဲ့တေချာစီးနှောင်လိုက်ပြီးရွာဘက်စီကိုပြန်လဲဦးတီထွက်ခွာလာခဲ့တယ်။ရွာရောက်တဲ့အခါရွာတွေကဈေးတန်းလေးမှာအဲ့ဒီထင်းတွေကိုချထားပြီးရောင်းဖို့ပြင်ဆင်နေတယ်။ဒီချိန်မှာပဲအဝယ်စားတတရဝက်ဆန်ထားတဲ့ကုန်သည်ကြီးတဦးဟာဈေးတန်းကိုရောက်ရှိလာခဲ့ပါတယ်။ကုန်သည်ကြီးဟာမောင်သားအေးရဲ့ထင်းတွေကိုမြင်တဲ့အခါအနားကိုကပ်လာခဲ့တယ်။ကုန်သည်ကြီးကအိုးညီလေးဒီထင်းတွေကနသက်ဖြူရင်းနဲ့တူးနေပါလား။မင်းဒီထင်းတွေကိုဘယ်နေရာကနေသွားပြီးတော့ယူဆောင်လာခဲ့ရလဲဆိုပြီးတော့စူးစမ်းနဲ့အတန်နဲ့မေးလိုက်တယ်။မောင်သားကြီးကဒါတွေကခမားနဲ့ဘာများသက်ဆိုင်လို့လဲ။ခမားဝယ်ခြင်းနဲ့ဆိုရင်ဝယ်မဝယ်ခြင်းဘူးဆိုရင်လည်းရှေ့ကိုဆက်သွားပါဆိုပြီးတော့ခက်မမပဲပြန်ပြေးလိုက်တယ်။ကုန်သည်ကြီးကမောင်သားအေးရဲ့စကားကြောင့်အနှင်းငယ်ပြသွားပြီးအမြန်တားလိုက်ပါတယ်။ကုန်သည်ကြီးကအာနေပါဦးညီလေးဟာမင်းကလည်းစိတ်ကြီးပဲ။ရော့ဒါကဒီထင်းတွေရဲ့တန်ဖိုးပဲဆိုပြီးတော့ပြောလိုက်တယ်။ကုန်သည်ကြီးကမောင်သားအေးရဲ့လက်ပွားတွေကိုတောက်ပနေတဲ့ရွှေရင်းကအပြား90တီတီထည့်ပေးလိုက်တယ်။မောင်သားအေးရဲ့မျက်လုံးတွေဟာအံ့ဩလွန်းပြူးကျဲသွားပြီးပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။သူ့ရဲ့ဘဝတက်တန်းတစ်လျှောက်လုံးမှာဒီလောက်များပြားလာတဲ့ငွေကြီးတနာတွေကိုတခါမှမမြင်ဘူးခဲ့ပါဘူး။မောင်သားကြီးကဒါတွေအားလုံးကကျွန်ုပ်အတွက်လား။ထင်းတစီရလေးအတွက်နဲ့ဒီလောက်တောင်များပြားလာတဲ့ငွေကြီးတွေရတယ်ပေါ့ဆိုပြီးတော့မယုံကြည်နိုင်စွာနဲ့ရေရွတ်လိုက်တယ်။ကုန်သည်ကညီလေးဒီထင်းတွေကတာမန်ထင်းတွေမှမဟုတ်တာ။အစမှန်ဖြစ်တဲ့နသက်ဖြူသားတွေလေ။သူ့ရဲ့မွေးကြိုင်တဲ့ရနံ့တွေကအဝေးကြီးစီထီအောင်မှပြန့်လွင့်နေတယ်။တကယ်လို့မင်းစီမှာဒီလိုမျိုးတက်သားတွေထပ်ပြီးတော့ရှိသေးတယ်ဆိုရင်မင်းတောင်းတဲ့လောက်ဈေးကိုကျွန်ုပ်ပေးဝယ်ပါမယ်ဆိုပြီးတော့ဝမ်းသာအားရပြောဆိုခဲ့တယ်။မောင်သားကြီးကအလွန်တရာဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီးရွှေရင်းကားပြားတွေကိုတေချာသိမ်းဆည်းလိုက်တယ်။ကုန်သည်ကြီးကလည်းနသက်ဖြူအသားတွေကိုယူဆောင်ပြီးထွက်ခွာသွားခဲ့တယ်။ဒီချိန်လေးမှာပဲမောင်ဖိုးတီတယောက်အဲ့ဒီနေရာကိုရောက်လာပြန်ပါတယ်။မောင်ဖိုးတီကဟေးမောင်သားအေးဒါကတကယ်အံ့ဩပဲတမန်တော်တစ်ခုပါလား။အံ့ဩစရာပဲညီလေးဟာတော်ရရနဲ့ထင်းတွေလည်းယူလာနိုင်ခဲ့သလိုဈေးကောက်နဲ့လည်းရောင်းချလိုက်တယ်ပေါ့။အခုတော့မင်းရဲ့ကံကြမ္မာတွေတကယ်ပဲပြောင်းလဲနေပြီထမရဲ့ဆိုပြီးတော့လှောင်ပြောင်နဲ့လေသာမျိုးနဲ့ပြောလိုက်တယ်။အဲ့ဒီလိုပြောပြီးတော့နေမောင်ဖိုးတီဟာတယောတော်ရင်မုံရင်အဲ့ဒီနေရာကနေထွက်သွားခဲ့ပြန်တယ်။မောင်သားအေးဟာရွှေရင်းကားပြားတွေကိုတေချာထုတ်ပိုးပြီးတတိဦးချမ်းသာရဲ့အိမ်စီကိုတိုက်ရိုက်ထွက်လာခဲ့တယ်။တတိရဲ့အိမ်ကိုရောက်တဲ့အခါတတိစီကယူထားတဲ့အကျွေးတွေကို
စပွဲပေါ်တင်ပေးလိုက်တယ်။မောင်သားကြီးကတထင်းမင်းကျွန်တော်ခမားစီကယူထားတဲ့အကျွေးတွေအားလုံးကိုအပြည့်အကျပြန်ဆက်လိုက်ပါပြီဆိုပြီးတော့ရဲရဲဝံ့ဝံ့ပြောလိုက်တယ်။တတိဦးချမ်းသာကကောင်းပြီလေဆိုပြီးတော့ငွေတွေကိုယူကြည့်လိုက်ပေမဲ့သူ့ရဲ့မျက်နှာမှာအံ့ဩနေတဲ့ဟန်ပြေဖြစ်နေပါတယ်။တတိဦးချမ်းသာကအိုးကျွန်တော်တို့လုံးဝကိုမယုံကြည်နိုင်အောင်ဖြစ်နေရပြီ။မင်းရဲ့ထင်တွေလည်းရောက်လိုက်ရတယ်။ပြီးတော့ဒီလောက်များတဲ့ငွေကြေးတွေကိုပါရှာဖွေနိုင်ခဲ့တယ်ပေါ့လေ။ကြည့်ရတာတော့မင်းရဲ့ကံကြမ္မာဆိုးကြီးတကယ်ပဲပြောင်းလဲသွားပြီထမရဲ့ဆိုပြီးတော့မျက်လုံးပြူးမျက်စံပြူးနဲ့ပြောဆိုလိုက်တယ်။တတိယကနေအပြင်ကိုထွက်လာတဲ့အချိန်မှာတော့မောင်သားအေးဟာရင်ထဲမှာပြည်တီတွေဖြာဝေနေခဲ့တယ်။တာယာရဲ့ညနေခင်းလေးကသူ့ရဲ့မျက်နှာကိုဖျက်တမ်းတိုက်ခိုက်သွားတယ်။မောင်သားအေးကကျွန်တော်ရဲ့ကံကြမ္မာတွေကတကယ်ပဲပြောင်းလဲသွားခဲ့ပြီလား။ဒါမှမဟုတ်ဒါကလည်းလှပတဲ့အိမ်မက်တစ်ခုတသက်ပဲလားဆိုပြီးတော့သူ့ကိုယ်သူတိုးတိုးလေးမြေကုန်းထုတ်ရေရွတ်နေမိပါတယ်။နောက်တနေ့မနက်ခင်းနေမင်းကြီးထွက်ပေါ်လာချိန်မှာတော့မောင်သားအေးဟာရှေးရောက်အဆောက်အအုံပြက်ကြီးစီကိုထပ်မံရောက်ရှိလာခဲ့ပြန်တယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်ငြိမ်သက်နေပြီးငှက်လေးတွေရဲ့တိတ်ဆို့တာတသက်ကိုသာကြားနေရပါတယ်။သူဟာကြောက်ဝင်ထိုင်လိုက်ပြီးပါရင်မျက်နှာလေးကိုငေးကြည့်ရင်းနဲ့နှကန်းထောက်မှာအပြုံးလေးတစ်ခုပေါ်လာခဲ့တယ်။မောင်သားအေးကမင်းသိလားမနေ့ကနေကျွန်တော်ရဲ့ဘဝမှာပထမဦးဆုံးအချိန်ဖြစ်တော်ရဲကနေထင်းတွင်ခုတ်ပြီးတော့ဈေးရဲမှာဈေးကောင်းကောင်းနဲ့ရောင်းချနိုင်ခဲ့တယ်။တခါမှဒီလိုမကြုံဘူးခဲ့ပါဘူး။ကျွန်တော်ထင်တာတော့မင်းကကျွန်တော်တို့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့သူဖြစ်မယ်ထင်ပါတယ်ဆိုပြီးတော့တကြရွှင်လန်းတဲ့အတန်လေးနဲ့ပြောလိုက်တယ်။ခဏလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မောင်သားအေးရဲ့မျက်နှာပေါ်ကအပြုံးတွေကလင်းနေတဲ့အသွင်ကိုကူးပြောင်းသွားခဲ့တယ်။မောင်သားကြီးကတကယ်လို့များမင်းသားတက်ရှိတင်ရှာလူသားတယောက်ဖြစ်နေပြီးကျွန်တော်ရဲ့ဇနီးမယားသားဖြစ်ခဲ့မယ်ဆိုရင်သိကောင်းမှာပဲနော်။တောင်းပါပါတယ်ကျွန်တော်မှဒီလိုစကားမျိုးပြောခွင့်မရှိဘူးဆိုတာကိုကောင်းကောင်းကြီးသိပါတယ်။ဒါပေမဲ့အမှန်တိုင်းဝန်ခံရရင်မင်းကိုပထမဦးဆုံးအချိန်စတင်တွေ့ရှိခဲ့တဲ့အချိန်ကစပြီးတော့ကျွန်တော်မင်းကိုအကျဉ်းဆဲနဲ့ချစ်မြတ်လို့သွားခဲ့မိပြီဆိုပြီးတော့သူ့ရဲ့ရင်ထဲကခန်းစားချက်အဆက်မှန်တွေကိုရိုးသားစွာနဲ့ဖွင့်ဟလိုက်တယ်။မောင်သားကြီးကမင်းကတကယ်ကိုလှုပ်ဝက်ဆန်းကြည်လွန်ပါတယ်။ဒါပေမဲ့ဘာကြောင့်မှန်းတော့မသိဘူး။မင်းကိုမြင်တွေ့နေရရင်ကျွန်တော်ရဲ့လေးလန့်နေတဲ့စိတ်နှလုံးတွေကအာလုံးပုတ်ပါလန်းဆန်းသွားသလိုခံစားရတယ်။ဒီဆောင်အောင်ပြက်ကြီးရဲ့6ကကအထီးကျန်ဆန်မှုတွေကလည်းမင်းရှိနေတဲ့အတွက်ကြောင့်သာလျှော့ပါသွားခဲ့ရပြီထင်ပါရဲ့လို့ညင်သာတဲ့လေသံနဲ့ပြောဆိုလိုက်တယ်။ချိန်နှင်းငယ်ကြာပြီးတဲ့နောက်မှာတော့မောင်သားအေးဟာမတ်တက်ရက်လိုက်ပြီးနသက်ပြူပင်ကိုတောရောက်ခုတ်ထစ်ခဲ့တယ်။တင်ပြက်တဲ့ရနန်းတွေကတောအုပ်တစ်ခုလုံးကိုဖုံးလွှမ်းသွားခဲ့တယ်။ခေါ်ပြီးသားထင်းတွေကိုတေချာစီးနှောင်ပြီးဈေးကိုတောရောက်ချဖို့ထွက်ခါသွားခဲ့တယ်။နေရက်တွေကဒီလိုနဲ့ပဲတစ်နေ့ပြီးတစ်နေ့အလင်းမြန်ကုန်လွန်လာခဲ့ပါတယ်။မောင်သားအေးဟာနေစဉ်ရက်ဆက်ဆိုသလိုအဆောက်အုံပြက်ကြီးစီကိုလာရောက်ပြီးစကားတွေပြောလို့ရှိရဲ့။ပြီးရင်နသက်ပြူသားတွေကိုဈေးထဲမှာတောရောက်ရောင်းချခဲ့တယ်။အချိန်တွေကြာလာတာနဲ့အမျှမောင်သားအေးရဲ့ကံကြမ္မာတွေကလည်းရွှေလိုဝင်းလက်တောက်ပလာခဲ့ပါတယ်။အရင်တော့ကသူ့ကိုအမြဲတမ်းလှောင်ပြောင်ရင်မိုးလေးရှိရဲ့ရွာသားတွေကတော့မှအခုဆိုရင်မောင်သားအေးကိုအထင်ကြီးလေးစားစွာနဲ့ဆက်ဆံလာကြတယ်။သူ့ရဲ့ဝက်စားစီမှုတွေကအစအရင်လိုစင်းရဲနွားပါတဲ့ပုံစံမျိုးမဟုတ်တော့ပဲတရက်ခံရလာခဲ့ပါတယ်။တနေ့တော့မောင်သားအေးဟာထိုင်နေလွန်ဆွနေတဲ့မျက်ဝန်းတွေနဲ့ကြည်ကစကားပြောလိုက်တယ်။မောင်သားအေးကတကယ်လို့များကျွန်တော်ဟာမင်းရဲ့အတန်လေးကိုကြားခွင့်ရမယ်ဆိုရင်ဘလောက်တောင်ကောင်းလိုက်မလဲနော်။မင်းဟာအသက်မပါတဲ့ကြောက်တုံးကြီးတုံးမဟုတ်ပဲတက်ရှိထင်ရှားလူသားတယောက်ဖြစ်ခဲ့မယ်ဆိုရင်သိကောင်းမှာပဲလို့တန်တန်တတပြောဆိုလိုက်တယ်။မောင်သားအေးကအဲ့လိုပြောလိုက်တာနဲ့တပြိုင်နက်တည်းအလွန်အမခန်းပွဲရာကိစ္စတစ်ခုဖြစ်သွားခဲ့ပါတယ်။အသက်မရှိဘူးလို့ထင်ရတဲ့စီကနေအင်မတန်တာယာနာပြောပဲကောင်းတဲ့အတန်လေးတစ်ခုထွက်ပေါ်လာပြီးမောင်သားအေးရဲ့အနာတွေကိုပဲ့တင်ထက်ကဝင်ရောက်လာခဲ့တယ်။ကြောက်စင်တို့တော်ကြီးကမင်းပြောနေတဲ့စကားတွေကိုကျွန်ုပ်ကြားနေရတာအချိန်တော်တော်ကြာနေခဲ့ပါပြီ။မင်းရဲ့အဖြူစင်တဲ့စိတ်ထားနဲ့သက်စာတရားတွေကကျွန်ုပ်ရဲ့အတွင်းစိတ်ဝိညာဉ်ကိုပြန်လည်နိုးထလာစေခဲ့ပါတယ်လို့ပြောလိုက်ပါတယ်။ဒီလိုလေးကြားလိုက်ရရောမောင်သားအေးဟာနေရာကနေနောက်ကိုတုံနေဆုတ်သွားပြီးအလွန်တရာထိတ်လန့်သွားခဲ့တယ်။ဘေဘီဝဲယာကိုမျက်လုံးလေးကလေးကလေးနဲ့ကြည့်လိုက်နေမိတယ်။သူ့ရဲ့မျက်နှာပေါ်မှာကြောက်ရွံ့မှုရောအံ့ဩမှုတွေပါတပြိုင်နက်တည်းပေါ်လွင်နေခဲ့တယ်။ကြောက်စင်းတို့တော်ကြီးကအခုတော့ကျွန်ုပ်မင်းနဲ့စကားပြောလို့ရသွားပါပြီလို့ဆက်ပြောတယ်။မောင်သားအေးကဒါဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ။မင်းကကြောက်တုံးနဲ့ထုစစ်ထားတဲ့စင်းတို့တော်ကြီးလေဘယ်လိုလုပ်ပြီးတော့ကျွန်ုပ်ကိုအခုလိုစကားတွေလာပြောနိုင်ရတာလဲလို့အတန်တွေတော်တော်ကြီးနဲ့မေးလိုက်တယ်။အဲဒီချိန်မှာပဲအသက်မဲ့နေတဲ့ဝင်းတွေစီကနေအစစ်မှန်မျက်ရည်ပေါက်တွေတစ်ပေါက်ပြီးတစ်ပေါက်လိမ့်ဆင်းလာခဲ့တယ်။ကျွန်ုပ်ကအမြဲတမ်းကြောက်တုံးကြီးဖြစ်မနေခဲ့ပါဘူးမောင်သားအေးရဲ့ကျွန်ုပ်ဘာလို့လဲဆိုတာကိုတော့ကျွန်ုပ်ပြောပြခြင်းအောင်မှပြောပြလို့မရနိုင်ပါဘူးလို့ရှိတ်တန်နဲ့ဖြေကြားလိုက်တယ်။တကယ်လို့များကျွန်ုပ်ကအမှန်တရားကိုဖွင့်ဟပြောဆိုလိုက်မယ်ဆိုရင်ကျွန်ုပ်ရဲ့တည်ရှိမှုကလုံးဝပျောက်ကွယ်သွားလိမ့်မယ်။မီးလောင်ကျွမ်းပြီးတော့ပြဖြစ်ကိုရောက်ရှိသွားလိမ့်မယ်။ဒါကပြင်းထန်တဲ့ကျိန်စာတစ်ခုပဲလို့မှတ်ယူလိုက်ပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကကျွန်ုပ်ဟာဒီလိုကြောက်စင်းတို့ကိုပြောင်းလဲလာခဲ့ရပြီးအဲ့ဒီအချိန်ကနေစလို့ဒီနေရာမှာအထီးကျန်စွာနဲ့ရပ်တည်နေခဲ့ရတာပါလို့ဆက်ပြောပါတယ်။ဒီရဲ့မြေတွေကပါပြင်းပေါ်မှာဆင်းကျနေခဲ့တယ်
ဒီဆောက်အောင်ပြက်ကြီးတွေကိုဘယ်သူမှလာရောက်တာတွာလာတာမျိုးမရှိခဲ့ဘူးလေဒါပေမဲ့မင်းဒီနေရာကိုစတင်ရောက်ရှိလာတဲ့အချိန်ကစပြီးကျွန်ုပ်ရဲ့အထီးကျန်ဆန်မှုတွေအားလုံးအဆုံးသတ်သွားခဲ့ရတယ်မင်းပြောတဲ့စကားတွေကိုနားထောင်ရတာကျွန်ုပ်ပြန်လည်အသက်ရှင်လာရတယ်လို့မျိုးခံစားရတယ်လို့ယူရကျင်နာစွာပြောဆိုတယ်မင်းယုံချင်မှယုံလိမ့်မယ်ဒါပေမဲ့မင်းဒီနေရာကနေထွက်ခွာသွားတယ်ကျွန်ုပ်အလွန်တရာဝမ်းနည်းခံစားရတယ်နေတိုင်းမင်းလာမယ့်အချိန်ကိုကျွန်ုပ်မျှော်လင့်စောင့်စားနေခဲ့မိတာလို့ရင်တွဲစကားတွေကိုဖွင့်ဟလိုက်တယ်ဒီစကားတွေကိုကြားရတော့မောင်သားအေးရဲ့ရှင်ထဲမှာကရုဏာတမှုတွေပြည့်ရှံသွားခဲ့မောင်သားအေးကကောင်းပါပြီဒါဆိုရင်မင်းရဲ့ကျိန်စာတွေပြည့်သွားအောင်ကျွန်ုပ်ဘယ်လိုများကူညီပေးရမလဲလို့စိုးရိမ်တကြီးနဲ့မေးလိုက်တယ်ကျွန်ုပ်ရဲ့ကျိန်စာကိုချိုးဖျက်ပေးနိုင်မယ်သူကဆွလို့အနစ်နာခံတတ်တဲ့လူသားတယောက်မှသာလျှင်လုံနိုင်ပါလိမ့်မယ်လို့ပြန်ဖြေတယ်မောင်သားအေးကမင်းပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုကျွန်ုပ်နားမလည်ဘူးဖြစ်နေတယ်လို့မျက်မှောင်ကြုံကမေးလိုက်ပါတယ်မင်းဒီနေရာကိုပထမဦးဆုံးရောက်လာခဲ့တဲ့အချိန်တုန်းကမင်းရဲ့ကံကြမ္မာတွေကမင်းဘက်မှာရှိမနေခဲ့ဘူးလေမင်းရဲ့ကံကြမ္မာကျယ်ပွင့်တွေကလမ်းပြောက်ပြီးမိမိနေခဲ့တယ်တကယ်လို့များမင်းကမင်းရဲ့အခုလိုကောင်းမွန်နေတဲ့ကံကြမ္မာတွေကိုကျွန်ုပ်အတွက်ဆွလို့အနစ်နာခံပေးမယ်ဆိုရင်တော့ကျွန်ုပ်ဟာမူလလူသားအသွင်ကိုပြန်လည်ရရှိလာမှာဖြစ်ပြီးကျွန်ုပ်အပေါ်မှာကြောက်နေတဲ့ကျိန်စာတွေလည်းအဆုံးသတ်သွားလိမ့်မယ်လို့ရှင်းပြလိုက်တယ်လေတို့ကပို့ပြီးတော့လေးလန့်သွားတယ်လို့ခန်းစားလိုက်ရတယ်ဒါပေမဲ့မင်းရဲ့ကံကြမ္မာကိုဆွလို့လိုက်တဲ့အတွက်မင်းကအရင်တုန်းကစီရင်တော်ပါရီဘဝကိုပြန်လည်ရောက်ရှိသွားလိမ့်မယ်မင်းမရှိနေတဲ့ဥစ္စာဒနာငွေကြေးတွေအလုံးကုန်ဆုံးသွားမှာဖြစ်ပြီးမင်းရဲ့ကံကြမ္မာကလည်းမင်းကိုပြန်လည်ကြောခိုင်းသွားလိမ့်မယ်လို့သတိပေးစကားပြောကြားလိုက်တယ်ဒီစကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့မောင်သားအေးဟာအလွန်တရာတုန်လှုပ်ခြောက်ခြားသွားခဲ့တယ်သူ့ရဲ့ကြွယ်ဝချမ်းသာလာတဲ့ဘဝလေးနဲ့ချစ်ရတဲ့သူကြားမှာရွေးချယ်ရခက်ခဲသွားခဲ့တယ်သူဟာဘာစကားမှပြန်မပြောနိုင်တော့ပဲအမြန်ဆုံးခြေလမ်းတွေနဲ့တောအုပ်ထဲကနေသူ့ရဲ့အိမ်လေးစီကိုပြန်လည်ပြေးလွှားသွားခဲ့တော့တယ်အဲဒီနောက်မှာတော့အိမ်ပြင်ဘက်မှာလေပြင်းတွေတိုက်ခတ်နေသလိုမောင်သားအေးရဲ့ရှင်ထဲမှာလည်းမုန်တိုင်းထန်နေခဲ့ပါတယ်တညလုံးအိမ်ယာပေါ်မှာလူးလက်ရင်သူလိုရမယ့်ဆွလုံးအနစ်နာခံမှုအကြောင်းကိုသာအထက်ထက်အခါခါတွေးတောနေခဲ့မိတော့တယ်နောက်တနေ့နနက်ခင်းနေအောင်ကြီးနုနုလေးတွေကအိမ်ပရိပေါက်ကနေတဆင်ဝင်ရောက်လာခဲ့တဲ့အခါမောင်သားအေးဟာညာလုံးပေါက်မအိမ်နိုင်ပဲစဉ်းစားနေခဲ့တဲ့အတွေးတွေကိုအဆုံးသတ်လိုက်ပါတယ်သူဟာသူ့ကိုယ်သူအပြစ်တင်တဲ့လေတန်းနဲ့တီးတိုးရရွလိုက်တယ်မောင်သားအေးကကျွန်ုပ်ဘလောက်တော့တကူကောင်းဆန်နေသူတယောက်ဖြစ်သွားခဲ့ရတာလေတကယ်လို့များကျွန်ုပ်ရဲ့ကံကြမ္မာကိုဆွန့်လွတ်လိုက်လို့ဒီကြောက်စင်တို့တော်လေးအပေါ်မှာကြောက်ရွံ့နေတဲ့ကျိန်စာတွေအဆုံးသတ်သွားနိုင်နေဆိုရင်ကျွန်ုပ်အဲ့လိုလုပ်ပေးတဲ့နေဒီမိန်းကလေးကဘယ်သူဘယ်ဝါမှန်းဘသူကသိနိုင်မှာလဲသူမရှိဘဲနဲ့သူမရဲ့မိဘတွေဘလောက်တောင်တော့ကားရောက်နေကြမလဲဆိုတာကိုလည်းမတွေးရစရာပဲမဖြစ်ဘူးကျွန်ုပ်သူမအောင်မဖြစ်မနေကူညီပေးရမယ်အခုချက်ချင်းပဲသူမစီကိုကျွန်ုပ်သွားမှဖြစ်တော်မယ်ဆိုပြီးတော့ဆုံးဖြတ်ချက်ချလိုက်တယ်မောင်သားကြီးကအိမ်ထဲကနေကမန်းကနန်းထွက်လာခဲ့ပြီးနှင်းတွေဝေနေတဲ့ဒေါ်လန်လေးအတိုင်းရှေးအောင်အဆောင်ပြက်ကြီးစီကိုအပြေးလွှားသွားခဲ့တယ်။သူ့ရဲ့ရှင်ထဲမှာနှလုံးခုန်တန်တွေကမြန်ဆန်နေပြီးအသက်ရှူတန်တွေကလည်းပြင်းထန်နေခဲ့တယ်။အဆောင်ပြက်ကြီးရဲ့ကိုရောက်တာနဲ့မော်ဟိုက်နီရဲ့ကြားကပဲစကားဆပြောလိုက်တယ်။မောင်သားအေးကဒီမကြီးမနေ့ကမင်းပြောတဲ့စကားတွေကိုကျွန်ုပ်သေချာအာရုံစိုက်ပြီးတော့တွေးတောကြည့်တဲ့အခါကျွန်ုပ်အရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်။မနေ့ကကျွန်ုပ်ဟာအရန်ကိုတကူကောင်းဆန့်သွားခဲ့ပြီးမင်းကိုဘာစကားမှပြန်မပြောဘဲဒီနေရာကနေထွက်သွားခဲ့မိတယ်။အခုတော့ကြည်ပါကျွန်ုပ်ဘက်ကအနစ်နာခံဆွလို့ပေးဖို့အစဉ်သစ်ဖြစ်နေပါပြီ။ဘလို့ဖြစ်လို့လဲဆိုတော့အမှန်တရားကကျွန်ုပ်မင်းကိုအချက်စစ်နဲ့ချစ်မြတ်နိုးသွားခဲ့လို့ပါပဲ။အနစ်နာခံမှုလေးကိုတော့မလုပ်ပေးနိုင်ဘူးဆိုရင်ဒါဘလို့အချစ်လို့ခေါ်နိုင်မှာတော့မလဲဆိုပြီးတော့ချစ်ချင်းမြတ်တာအပြည့်ပါတဲ့မျက်ဝန်းတွေနဲ့ပြောဆိုလိုက်တယ်။မင်းကသိငယ်တဲ့အနစ်နာခံမှုလို့ခေါ်နေပေမဲ့တကယ်တမ်းမှာတော့ဒါဟာအင်မတန်ကြီးမားလာတဲ့ဆွလို့အနစ်နာခံမှုကြီးတစ်ခုပါ။မင်းအနေနဲ့ကိုယ့်ရဲ့နှုတ်ကနေကျွန်ုပ်ရဲ့ကံစမာကိုဆွလို့အနစ်နာခံပါတယ်လို့အတန်ထွက်ပြီးပြောဆိုပေးုံပါပဲ။အဲဒီလိုပြောတဲ့အခါမှာလေတကယ်ကိုဖြူစင်တဲ့နှလုံးသားတစ္ဆာတရားအပြည့်အဝနဲ့ပြောဆိုပြီးမှသာကျွန်ုပ်ရဲ့ကျိန်စာတွေအဆုံးသတ်သွားမှာပါလို့တည်ငြိမ်တဲ့အတန်နဲ့ပြန်လည်ဖြေကြားတယ်။မောင်သားအေးဟာမျက်လုံးတွေကိုမှိတ်ပြီးစိတ်ကိုငြိမ်အောင်ထားလိုက်တယ်။ပြီးတော့ကောင်းကင်ယံကိုမော့ကြည့်လိုက်ပြီးခိုင်မာပြတ်သားတဲ့အတန်နဲ့အော်ဟစ်ရွလိုက်တယ်။မောင်သားအေးကကျွန်ုပ်ရဲ့ကံကြမ္မာကိုကျွန်ုပ်ဆွလို့အနစ်နာခံပါတယ်။ကြောက်သားနဲ့ဖန်ဆင်းခံထားရတဲ့ဒီမိန်းကလေးအပေါ်ကကျိန်စာတွေအားလုံးအဆုံးသတ်သွားပြီးသူမရဲ့အစစ်မှန်ပုံစံအတိုင်းပြန်လည်ရောက်ရှိပါစေဆိုပြီးတော့ဆုတောင်းလိုက်တယ်။အဲဒီလိုပြောဆိုလိုက်တာနဲ့တပြိုင်နက်တည်းမှာပဲရောင်စက်အလင်းနှန်းတွေဖြာထွက်လာခဲ့တယ်။လေပြင်းတွေရုတ်တရက်တိုက်ခတ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးတောက်ပတဲ့အလင်းရောင်တွေနဲ့ဖုံးလွှမ်းသွားခဲ့တယ်။မျက်စိတမိတ်အတွဲမှာပဲအေးဆက်မှကျိုးနေတဲ့တဖြည်းဖြည်းအေးပြောသွားသလိုဖြစ်သွားပြီးအလွန်တရာလှပလျှော့ရှင်လာတဲ့မင်းသမီးလေးတစ်ပါးအသွင်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။မောင်သားအေးဟာအလွန်တရာအံ့ဩမင်သက်သွားပြီးပါဇက်အဟောင်းသားနဲ့မျက်တောင်မခက်တန်းငေးကြည့်နေမိပါတယ်။မင်းသမီးလေးစောယူဝရီကမင်းရဲ့ကျေးဇူးကြောင့်ကျွန်ုပ်ဟာကျိန်စာတွေကနေလွတ်မြောက်သွားခဲ့ရပါပြီ။ကျွန်ုပ်ရဲ့နာမည်ကမင်းသမီးလေးစောယူဝရီဖြစ်ပြီးတော့ဒီတိုင်းပြည်ကိုအုပ်ချုပ်တဲ့ဘရင်တီဟရာဇာရဲ့သမီးတော်ဖြစ်ပါတယ်လို့ဝမ်းသာမျက်ရည်တွေနဲ့ပြောဆိုလိုက်တယ်။မောင်သားကြီးကအိုးဖះကြီးဘ
ရင်မင်းမြတ်ရဲ့သမီးတော်ပျောက်ဆုံးနေတယ်ဆိုတာကိုကျွန်ုပ်ကြားဘူးပါတယ်လို့ယုံကြည်နိုင်ခဲ့စွာနဲ့တီးတိုးရေရောလိုက်တယ်။မင်းသမီးလေးစောယူဝတီကကျွန်တော်ရဲ့မိဘနှစ်ပါးစလုံးမှလည်းကျွန်ုပ်ဘာဖြစ်သွားခဲ့တယ်ဆိုတာကိုသိကြမှာမဟုတ်ပါဘူး။ဆိုပြီးတော့ဝမ်းနေတဲ့အတန်လေးနဲ့ပြောတယ်။ဒီချိန်လေးမှာပဲလေထဲမှာလွင့်ပြန်နေတဲ့ရောင်စုံအလင်းနှန်းတွေကြားထဲကနေအရင်တုန်းကမောင်သားအေးနဲ့တော်ရဲမှာဆုံတွေ့ဘူးတဲ့တေကြီးကရုတ်တရက်ကိုထင်ပြရောက်ရှိလာခဲ့တယ်။မောင်သားအေးဟာရသေးကြီးကိုမြင်တော့အလွန်ဝမ်းသာသွားခဲ့တယ်။မောင်သားအေးကအိုးအရှင်ရသေးအရင်တစ်ခေါက်တော်ရဲမှာတွေ့ခဲ့တဲ့အရှင်ရသေးပဲမဟုတ်လားလို့လှမ်းမိလိုက်တယ်။ရသေးကြီးကရေမောလျက်မှန်တာပေါ့ကျွန်တော်ဟာအဲ့ဒီရသေးကြီးဖြစ်တယ်လို့ဒီမင်းသမီးလေးကိုချိန်စာတိုက်ခဲ့တဲ့သူလေးဖြစ်တယ်။ဒီချိန်စာဘာကြောင့်တင်ရောက်ခဲ့ရတယ်ဆိုတာကိုပြောပြဖို့အခုကျွန်တော်ရောက်လာခဲ့တာပါလို့အေဂျင့်နဲ့အပြုံးနဲ့ရှင်းပြလိုက်တယ်။ရောင်စုံအလင်းနှန်းတွေကြားထဲကနေကိုတင်ပြောင်းရောက်ရှိလာတဲ့တေကြီးကအတိတ်ကိုပြန်လဲအမတ်ရဟန်နဲ့တပ်ပြင်းတစ်ချက်ချလိုက်ပြီးအခုလိုပြောကြားလိုက်တော့တာပေါ့ကွယ်။တေကြီးကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာအချိန်ကပေါ့ကွယ်။တောကြီးတစ်ခုထဲမှာတရွက်6တွေကျွေးကြနေပြီးနေအောင်ကြီးကတစ်ကိုင်းတွေကြားကနေတိုးဝင်လာတဲ့အချိန်လေးမှာမင်းသမီးလေးစောယူဝရီဟာမြင်းတစည်းနဲ့တမေတကောင်ကိုအပြင်းထန်လိုက်လံဖမ်းဆီးဒီဆောက်အောင်ပြက်ကြီးစီကိုရောက်ရှိလာခဲ့တယ်ဆိုပြီးတော့အတိတ်ကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။မင်းသမီးလေးစောယူဝရီကဒါဘလို့နေရာမျိုးလဲဒီလိုတောနတ်ကြီးရဲ့အလဲကောင်မှာဒီတော့ဟောင်းနှံပြက်စီနေတဲ့အဆောက်အုံကြီးရှိနေပါလား။ဒါနဲ့ဟိုသမီးကဘယ်ကိုများထွက်ပြေးသွားတာလဲ။အခုလေးရင်ဒီနောက်ပြေးလာတာလေ။ကြည်ရတာဒီဆောက်အုံပြက်ကြီးရဲ့ဝင်သွားပုံရတယ်ဆိုပြီးတော့အံ့ဩတကြီးပြောဆိုရင်အဆောက်အုံထဲကိုဝင်သွားခဲ့တယ်။အထဲကိုရောက်တော့အရွက်တွေဝေစာနေတဲ့တစ်ပင်တွေကိုမြင်သွားတယ်။မင်းသမီးလေးစောယူဝရီကဟဲဒီလောက်လိုသူကင်းမဲ့ပြီး6ကက်နေတဲ့အဆောက်အုံပြက်ကြီးထဲမှာလက်သဖြူပြင်းနေအများကြီးရှိနေပါလား။လက်သဖြူဆိုတာအင်မတန်မှတန်ဖိုးကြီးမားတဲ့အရာပဲဆိုပြီးတော့သဘောကျစွာပြောလိုက်တယ်။ဒီချိန်မှာပဲခြုံပုတ်တွေစီကနေတရွက်တွေလှုပ်ရှားသွားတဲ့အတန်ထွက်ပေါ်လာတယ်။တမင်များလားဆိုတဲ့အတွေ့နဲ့ရွယ်ပြီးတော့ခြုံပုတ်စီကိုမြားတစ်စင်းပြတ်လွတ်လိုက်တယ်။ဒါပေမဲ့အဲ့ဒီညကတမင်ကိုမမှန်ပဲလက်သဖြူပင်အောက်ခြေမှာတရားထိုင်နေတဲ့ရသေးကြီးရဲ့ပခုံးကိုသွားမှန်ခဲ့တယ်။ရသေးကြီးကဒီမှာဘသူရှိနေရလဲကျွန်ုပ်ကိုမြားနဲ့ပြစ်လိုက်တာဘသူလဲအခုချက်ချင်းရှေ့ကိုထွက်ခဲ့စမ်းဆိုပြီးတော့နာကျင်တဲ့အတန်နဲ့ဒေါသတကြီးအော်ဟစ်လိုက်တယ်။မင်းသမီးလေးကခက်တတီနဲ့ပဲခြုံပုတ်တွေအနောက်ကနေရှေ့ကိုထွက်လာခဲ့တယ်။မင်းသမီးလေးစောယူဝရီကကျွန်ုပ်ကမင်းသမီးစောယူဝရီပဲဒီတိုင်းပြည်ရဲ့မင်းသမီးလေးဒီနေရာမှာရသေးတစ်ပါးရှိနေရဲဆိုတာကိုမသိလို့မြားနဲ့ပြစ်လိုက်မိတာပါ။ကျွန်ုပ်ကဟိုသမင်ကိုအမဲလိုက်နေရလေခြုံပုတ်တွေအနောက်မှာအရှင်ရသေးထိုင်နေမယ်ဆိုတာကိုကျွန်ုပ်ဘယ်လိုလုပ်သိနိုင်မှာလဲဆိုပြီးတော့မောင်မောင်မမပြန်ပြောလိုက်တယ်။ရသေးကြီးကမင်းကမင်းသမီးတော်ဖြစ်နေတော့ရောဘာဖြစ်လဲတေချာမကြည့်ရှုပဲမြားနဲ့ပြစ်ခတ်တာကစစ်တီတော်တယောက်ရဲ့ကျင့်ဝတ်မဟုတ်ဘူးလေအခုတော့မင်းကရသေးတစ်ပါးရဲ့တရားဘာဝနာကျင့်ကြံနေမှုကိုနှောက်ယှက်ဖျက်ဆီးလိုက်တာပဲဆိုပြီးတော့ဆုံးမလိုက်တယ်မင်းသမီးလေးစောယူဝရီကကျွန်ုပ်ကဘသူ့ကိုမှမကြောက်ဘူးရှင်ရသေးမြားကအမတ်တမိတ်မှန်သွားတာပါရှင်ရသေးပြောမယ်ဆိုရင်တမားတော်ကိုအခုချက်ချင်းသွားပင့်ပေးပါမယ်ဒါပေမဲ့ကျွန်ုပ်ကိုလာပြီးတော့တရားချဆုံးမနေစရာတော့မလိုဘူးဆိုပြီးတော့မထီမဲ့မြင်ပြောလိုက်တယ်ရသေးကြီးကမင်းသမီးလေးစောယူဝရီမင်းကကို့အမအတွက်ခွင့်လွှတ်ပေးဖို့တောင်းပန်မယ်အစားကျွန်ုပ်ကိုရိုင်းရိုင်းဆိုင်ဆိုင်ဆက်ဆံနေပါလားဒီများကြောင့်ကျွန်တော်ရဲ့အသက်တောင်တည်သွားနိုင်တယ်ဒါကမင်းတို့တော်ဝင်မိသားစုတွေရဲ့အကျင့်စရိုက်တွေလားဆိုပြီးတော့စိတ်ပြတ်စွာနဲ့ပြောလိုက်တယ်မင်းသမီးလေးစောယူဝရီကဒီတရားစကားတွေရလိုက်ပါတော့ကျွန်တော်ဒီကိုလာတာအမဲလိုက်ဖို့လာတာအရှင်ရတိရဲ့တရားဟောတာကိုနားထောင်ဖို့လာတာမဟုတ်ဘူးဆိုပြီးတော့လက်ကိုခါရမ်းကပြန်ပြောလိုက်တယ်သူစကားတွေကိုကြားရတဲ့အခါမှာတော့ရတိကြီးရဲ့မျက်လုံးတွေဟာဒေါသကြောင့်ရဲရဲနီလာခဲ့ရတိကြီးကမင်းဟာရတိတစ်ပါးကိုအကြီးအကျယ်စော်ကားလိုက်ပြီးဒါကြောင့်မလို့မင်းရဲ့စိတ်နှလုံးကကြောက်တုံးလိုမာကြောနေတယ်လို့မျိုးမင်းရဲ့ခန္ဓာကိုယ်ကလည်းကြောက်တုံးအဖြစ်ကိုပြောင်းလဲသွားစေရမယ်လို့ကျွန်ုပ်ချိန်စာတိုက်တယ်ပြီးတော့မင်းကိုကဲတင်မို့အတွက်ကိုကျိုးစွန့်ပြီးအနစ်နာခံမဲ့လူသားတယောက်ပေါ်လာတဲ့အချိန်မှသာမင်းရဲ့ချိန်စာတွေပြည့်စည်ရမယ်ဆိုပြီးတော့ကျင်းဝလိုက်တယ်မျက်စိတမိတ်အတွဲမှာပဲမင်းသမီးလေးဟာအေးဆက်မှကြောတဲ့ကြောက်ပြောင်းလဲသွားခဲ့တော့တယ်ရသေးကြီးကမောင်သားကြီးကိုကြည့်ပြီးတော့ပြုံးကဆက်ပြောလိုက်တယ်ရသေးကြီးကအမောင်မင်းလုပ်ခဲ့တဲ့အနစ်နာခံမှုကအရန်ကိုကြီးမားလာပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့မင်းရဲ့ကံကြမ္မာကျဲဝင်းတွေကအရင်ကထက်တောင်ပိုပြီးတော့တောက်ပမြင့်မားလာအောင်ပါမင်းရဲ့ကံကြမ္မာထဲမှာဘယင်တစ်ပါးဖြစ်လာဖို့ရည်ဆွေးထားတာဖြစ်နိုင်တယ်လို့ကျွန်တော်မင်းကိုပြောခဲ့ဘူးတယ်မဟုတ်ဘူးလားဆိုပြီးတော့နှစ်သိမ့်စကားပြောကြားလိုက်တယ်ဒီလိုပြောဆိုပြီးတာနဲ့ရသေးကြီးဟာအလဲနှန်းတွေကြားထဲမှာပဲအဲ့ဒီနေရာကနေပျောက်ကွယ်သွားခဲ့တယ်အဲ့ဒီနောက်မင်းသမီးလေးစောယူဝရီဟာမောင်သားအေးကိုခေါ်ဆောင်ပြီးတော့နန်းတော်စီကိုပြန်လာခဲ့တယ်ဒါတော့သမီးတော်ကိုမျောလင်းတကြီးစောင့်စားနေတဲ့ဘယင်တရားရာစားနဲ့မိဖုရားကြီးတို့ဟာသူတို့ရဲ့သမီးတော်လေးကိုပြန်မြင်ရတဲ့အခါအလွန်တရာဝမ်းသာအံ့ဩသွားကြတယ်။နေရည်တွေနဲ့ပွေဖက်ကြပြီးနောက်မင်းသမီးလေးကတော်ရဲမှာဖြစ်ပျက်ခဲ့သမျှကြောင်ကျိုးအားလုံးကိုပြောပြလိုက်တယ်။ဘယင်တရားရာဇာကမောင်သားအေးကိုကျေးဇူးတင်တဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးတော့ပြောလိုက်တယ်။ဘယင်တရားရာဇာကအိုးမောင်သားအေးငါတို့ရဲ့ချစ်လာစွာသောသမီးတော်လေးကိုပြန်တွေ့ရဖို့မျှော်လင့်ချက်တွေအောင်ဆွန့်လွတ်ထားခဲ့ကြပြီ။မင်းရဲ့ကြီးမားလာတဲ့ကိုကျိုးစွန့်အနစ်နာခံမှုကြောင့်သာငါတို့ရဲ့သမီးတော်လေးပြန်လည်လွတ်မြောက်လာခဲ့ရတာပါ။
ဒါကြောင့်ငါရဲ့သမီးတော်လေးကိုမင်းနဲ့လက်ထပ်ထိမ်းများပေးပါမယ်ဆိုပြီးတော့ဝမ်းသာအားရပြောဆိုလိုက်တယ်။မောင်သားအေးကအရှင်မင်းကြီးကျွန်တော်မျိုးအလွန်ပဲဝမ်းမြောက်ကျေးဇူးတင်လာပါတယ်ဖေဟာဆိုပြီးတော့အယိုသေးပေးကဝမ်းသာလွန်စွာနဲ့ပြောလိုက်တယ်။နောက်တနေ့မှာတော့မောင်သားအေးနဲ့မင်းသမီးလေးစောယူဝတီတို့ရဲ့မင်္ဂလာပွဲကိုတိုင်းပြည်တခွင်အလွန်တရာကြီးကျယ်ခမ်းနားစွာနဲ့ကျင်းပပေးခဲ့တယ်။လက်ထပ်ပြီးသွားတဲ့အချိန်လေးမှာတော့မောင်သားအေးကသူ့ရဲ့ချစ်စနီးလေးကိုကြည့်ပြီးတော့ကျင်နာစွာပြောလိုက်တယ်။မောင်သားအေးကငါဘဝမှာဒီလိုကြီးကျယ်ခမ်းနားတဲ့ပျော်ရွှင်မှုမျိုးရလာလိမ့်မယ်လို့တခါမှမတွေးခဲ့ဘူး။ငါမင်းကိုထာဝရချစ်သွားပါမယ်လို့ချစ်ခင်ကျင်နာစွာပြောလိုက်တယ်။မင်းသမီးလေးစောယူဝတီကကျမလည်းရှင်ကိုထာဝရချစ်မြတ်နိုးသွားမှာပါ။ရှင်ကကျမရဲ့အသက်သခင်ကျေးဇူးရှင်ပါပဲလို့ပြုံးရှက်စွာနဲ့ပြန်ပြောလိုက်တယ်။အဲဒီနေ့မှာပဲဘရင်တီဟရာဇာကမောင်သားအေးကိုတိုင်းပြည်ရဲ့အိမ်ရှိမင်းသားအဖြစ်တရားဝင်ကြေညာပေးခဲ့တော်တယ်။ဒီပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့လူတစ်ယောက်ဟာကိုယ့်ရဲ့ကံကြမ္မာကိုအပြစ်တင်ညှိတွားနေမယ့်အစားရိုးသားဖြူစင်တဲ့စိတ်ထားနဲ့သူတစ်ပါးအပေါ်မှာကိုကြိုးစွန့်အနစ်နာခံကူညီပေးတတ်မယ်ဆိုရင်တနေ့မှာကိုယ့်အတွက်မျှော်လင့်မထားတဲ့ကြီးမားလာတဲ့ကံကောင်းခြင်းတွေအောင်မြင်မှုတွေပြန်လည်ရရှိလာနိုင်တယ်ဆိုတာပါပဲ။စမန်တဲ့မေတ္တာတရားနဲ့ပေးဆက်ခြင်းတွေကဘယ်တော့မှအချင်းကြီးမဖြစ်ပါဘူး။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကားတော့ပုံမြင်လေးတွေကိုအမြဲတမ်းဆက်ပေးနေတာမို့ဗီဒီယိုလေးကိုသဘောကျရင်like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲတက်တာ။